မိတ်ဆွေများဒီနေ့မှာတော့ကျွန်တော်ပြုံးနေမျိုးအနီးစကန်ကိုရောက်နေတာဖြစ်တယ်အနီးစကန်မှာအနီးစကန်ရဲ့ဝန်တာမီယာရက်ကွက်တစ်ခုဖြစ်တဲ့ရှမ်းငိန်ကိုမှာလမ်းသွယ်9 မီတင်မှာရှိတဲ့ဒီအိမ်အသစ်ဆက်ကြီးတစ်လုံးနဲ့ဒါဒီအိမ်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ရှမ်းငိန်9 မီတင်မှာရှိတဲ့အလှည့်လည်းကောင်းတယ်အရှိလဲတောင်ကွက်လေးလည်းဖြစ်တယ်ရန်နဖက်တင်တောင်ကွက်ပြင်ဒါအောက်ထပ်မှာဆိုရင် master bedroom တစ်ခန်းအပေါ်ထပ်မှာဆိုရင် master bedroom တစ်ခန်း single bedroom 3 ခန်းပေါဝင်မှာဖြစ်တယ်ဒါအိမ်ရဲ့အတွင်းထဲက landscaping အနေထားလေးတွေဖြစ်ပါတယ်ဒါကကိုဒါတစ်စီး2စီး3 4 5စီးလောက်ကိုအေးအေးရက်လို့ရတဲ့အနေထား parking ကျကိုပိုင်ဆိုင်တာ landscaping အတွက်လည်းဒီမှာဒါဂျပန်မြက်တွေအလားအစားပြပေးထားတယ်မြို့ရဲ့ signature ဖြစ်တဲ့ဒါပင်နေယူရီးယားနာကားတွေဒီမှာကြောက်ခက်ပန်းပင်တွေအစပြပေးထားရနော်ဒီရှေ့ဆိုရင်လည်းဒီမှာဒီလိုအုပ်ကျွတ်ဒီဇိုင်းလေးနဲ့လုပ်ပေးထားတယ်ဝင်ချင်းကာစီဘိုအကြီး body ကိုထုတ်ပေးထားတယ်တော်တော်ကိုခန်းခန်းနာတရနဲ့ bike အပြည့်ရရှိစေတဲ့အိမ်လေးဖြစ်တယ်ဒါဝင်ချင်းမှာဒါမီးဆိုင်တွေပြီးတော့ဒီဘက်မှာဆိုရင်လည်းအပေါ်ထက်အတွက်2ခုထုတ်ပေးထားတယ်လုံးဝတရပဲတကားထုတွေဆိုရင်လည်းအထူကြီးပဲကျွန်းအစ်စ်တွေအသုံးပြုပေးထားတယ်လုံးဝခန်းနာထည့်သွားတဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးဖြစ်တယ်ပထမဆုံးညာဘက်မှာတွေ့ရမယ့်နေရာကတော့ကျင်းဝလာတဲ့အခန်းကျယ်မှာဒါ TV ထားဖို့အတွက်အစင်နေရာတွေအစပါမယ်နော်ဒီမှာဒါဆိုရင် partition လေးကိုဒီမှာလုံးဝတက်တာထုဆိုရင်ဒီမှာတပေနီးပါးကိုရှိတဲ့ထုအကောင်းတွေအထူတွေအသုံးပြုပေးထားတယ်ဒါ TV ထားမဲ့နေရာမိသားစုတွေတကယ်ချင်းတွေဒါဧည့်သည်တွေလာရောက်မယ်ဆိုရင်ဒီမှာနားယူပြီးတော့ဒါလက်ခံတွေ့ဆုံရတဲ့နေရာကောင်းလေးတစ်ခုဖြစ်တယ်အပေါ်မှာဆိုမီဆိုင်ဆိုရင်လုံးဝအရှယ်ပဲဝင်ချင်းပထမဆုံးတွေ့ရမယ့် single bedroom အခန်းမှာဆိုရင်တိုက်ဒီဘက်ကိုထွက်လို့ရတဲ့နေရာလေးတစ်ခုပါတယ်ကဲဒီဘက်ကကျတော့ဒါနောက်ထပ် master bedroom အခန်းကျယ်တစ်ခုဖြစ်တယ်ဒီအိမ်ကကျတော့ကျွေးပြားတွေကိုအပြည့်ခင်းပေးထားတာဖြစ်တယ်ဒါဆိုရင်ဂျွန်တွေကဒါဆိုရင် dining room နဲ့ kitchen room area အပေါ် partition အပေါ် cabinet အောက် cabinet အကုန်ပါမယ်နော်အားကောင်းနဲ့ပြည့်နဲ့တရလေးပြုလုပ်ပေးထားတယ်ဒီမှာဆိုရင်ဒါအလင်း lighting စနစ်အတွက်ဒီမှာမှန်လေးတွေအသုံးပြုပေးထားတာဖြစ်တယ်ပေါ်ထက်ရဲ့အနေအထားလေးတစ်ချက်ကြည့်လိုက်ရအောင်ဒီတွေ့ရတဲ့ဒါမီဇိုင်းရဲ့လုံးဝ luxury ဆန်တဲ့အလှတရားလေးဖြစ်တယ်အပေါ်ထက်မှာဆိုရင်အခန်းတိုင်းတော့လာမပြတော့အပေါ်ထက်မှာဆိုရင် single bedroom 3 ခန်းဒီဘက်မှာ single bedroom ဒုတိယမြောက်2 ခန်းဒီဘက်က single bedroom တတိယမြောက်3 ခန်းဖြစ်တယ်ဒါကျတော့ single bedroom 3 ခန်းအတွက်ကိုဒါပုံရိပ်ချုံကအိမ်သာ UPA တက်ဆင်ပေးထားတယ်ဆိုရင်နောက်ထပ်သိထားမိတာတစ်ခုကဒါအခန်းတိုင်းဒီတောင်းနေမှာဆိုရင်ဒါလုံးဝကျွန်းတွေကိုအများကြီးမြတ်ဆဆအသုံးပြုပေးတာဒုတွေအားကောင်းနဲ့လုံးဝ luxury ဒါဆိုရင်ဖျားကန်းအတွက်နေရာအကျယ်လေးဖြစ်တယ်ဒီဖျားကန်းနေဆိုရင်လည်းဒါဗရာတစ်ခုထပ်ထုတ်ပေးထားတယ်ဒီဖျားကန်းဘေးမှာဆိုရင်ဒါပင်မ main body ကိုအောက်ကဒီမှာလုံးဝကို luxury ဆန် body ကိုနဲ့နေရာကောင်းလေးတစ်ခုထည့်သွင်းပေးထားတယ်ဘေးမှာဆိုရင်လည်း body ကိုဒါအလဲက body ကိုအကြီးပေါ့ body ဒီဆိုရင်လည်းဒီမှာကြည့်လုံးဝဘေးပတ်ဝန်းကျင်ဆိုတော့ရက်ကွက်သက်ပတ်ဝန်းကျင်သက်လုံးဝအနီးစကန်ရဲ့ဝန်တာမီယာထဲမှာရောက်ရှိနေတာဖြစ်ပါတယ်ကဲဒါတော့တောင်ကုန်းတောင်တန်း view လေးလည်းရရှိမှာဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီဘေးက master bedroom အခန်းဒီဈေးကိုပြမယ်ခေါ်ရတဲ့ဈေးကလည်းနောက်ထောင်ကောင်းတဲ့အနေထားလေးခေါ်ရတဲ့ဈေးကဒီနှုန်းက29,000ညှိနှိုင်းလေးပဲခေါ်ဆိုထားတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဖုန်းကိုဆက်ပေးပါကျွန်တော်ရဲ့ဖုန်းက39944148ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအနေနဲ့ကျွန်တော်အခုတင်ထားတဲ့အိမ်လေးအများစုကိုလိုက်လံကြည့်ရှုမယ်ဆိုရင်အချိန်လေးတော့ကြိုပြီးတော့ဖုန်းဆက်ပေးပါခင်ဗျာအားလုံးကျေးဇူးပါ